တရားလုံးဝဖြတ်တင်လားတရားနဲ့နှုတ်စီဘယ်ဟာကဘယ်လိုရှိလဲပေါ့နော်ဆိုတော့တရားလုံးဝဖြတ်လိုက်ရင်ရလာမယ်ကောင်းကျိုးတွေရှိတယ်တရားစားရင်ဖြစ်လာမယ်ဆိုးကျိုးတွေလည်းရှိတယ်ဒါပေမဲ့တရားကိုလုံးဝဖြတ်ပစ်ဖို့လွယ်မယ်ထင်လားမလွယ်ဘူးဗျမလွယ်ဘူးဘာလို့လဲဆိုကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့နေထိုင်စားသောက်မှုပုံစံအရာဒီတရားကနေရာတိုင်းမှာရှိတယ်ကိတ်ချောက်တွေစားမလားကိတ်ချောက်တွေမှာလည်းတရားပါတယ်လက်ဖက်ရည်တောက်မလားတရားပါတယ်ကော်ဖီတောက်မလားတရားပါတယ်အဲ့လိုမျိုးတရားတွေကနေရာတိုင်းမှာရှိတယ်ဆိုတော့အဲ့လိုတရားတွေရှိတာကိုရှောင်လို့မရဘူးရှောင်လို့မရတော့တရားလုံးဝဖြတ်ဖို့ဆိုတာခက်တယ်အဲ့ဒီတော့တနေ့တာတရားကိုဘလောက်ပမာဏစားသုံးရင်ဘေးကင်းလဲဆိုတာသိဖို့လိုတယ်အဲ့ဒါကြောင့်တနေ့တာတရားကိုဘလောက်ပမာဏစားရမလဲအဲ့ဒါထက်ပိုပြီးစားရင်ဘယ်လိုစိုးကျိုးတွေဖြစ်လာမလဲဆိုတော့နည်းနည်းလောက်ပြပေးချင်ပါတယ်ကဲဆိုတော့တရားနဲ့ကျမ်းမာရေးနဲ့ကြားစားလို့ရှိရင်ကျမ်းမာရေးအတွက်မကောင်းဘူးဆိုတာသိလာကြတာအင်မတန်ဝမ်းသာတယ်ဆိုတော့အများကြီးပြောစရာမလိုတော့เนาะဆိုတော့ဘလောက်ပမာဏကဘေးဖြစ်တာလဲကျွန်တော်ဒီ UK NHS မှာဆိုလို့ရှိရင်အကြံပြုထားတာရှိတယ်သူတို့ကကောင်းတာအကြံပြုထားရင်တော့ကျွန်တော်တို့လည်းလိုက်ပြီးတော့ copy ကူးပြီးတော့လိုက်နာအောင်ပါပေါ့เนาะဆိုတော့သူကအမျိုးသားနဲ့အမျိုးသမီးခွဲပြီးတော့ပြောထားတယ်အရွယ်ရောက်ပြီးသားအမျိုးသားတယောက်အတွက်ဆိုလို့ရှိရင်တစ်နေ့တာတရား35 gram စားလို့ရတယ်နော်35 gram ဆိုတော့ဘာတော့ဆရာကျွန်တော်တို့ကမြန်မာတွေ gram သုံးမှု kilogram သုံးကျွန်တော်တို့ကကြက်သားနဲ့သုံးတာဘယ်နှပိတ်တာပြဿနာမရှိဘူးကျွန်တော်ရှင်းပြမယ်ဆိုတော့လက်ဖက်စားဆုံးတော့သိမှာပါမြန်မာဆိုတော့လေလက်ဖက်စားဆုံးနဲ့တရားကိုတစုံခတ်လိုက်အဲ့ဒါ4 gram ရှိတယ်ဆိုတော့4 gram ကို35ဖြစ်ဖို့ဘာလုပ်ရမလဲသင်္ချာတွက်လိုက်6လေးဆို36ဗျာနည်းနည်းပိုပါဆိုတော့6စွန်းလောက်စားလို့ရတယ်အရွယ်ရောက်ပြီးသားအမျိုးသားတယောက်ဆိုလို့ရှိရင်တစ်နေ့တာတရား6စွန်း8စွန်းပဲထားလိုက်နော်8စွန်းစားလို့ရတယ်အမျိုးသမီးတွေက25 gram 25 gram ဆိုတော့သင်္ချာတွက်လိုက်6 gram ဟို6စွန်းစားလို့ရတယ်ဆိုတော့6စွန်းနဲ့8စွန်းအဲ့လောက်စားလို့ရတယ်သင်္ချာတာတစ်ခုကဘယ်သူမှအဲ့ဒီတရားတွေကို6စွန်း9စွန်းရေနဲ့ဖြော်ပြီးမတော့ဘူးအဲ့ဒီကျွန်တော်တို့တရားတွေပဲရတာလေဒီလိုတောက်သုံးစရာတွေကရတယ်နောက်ပြီးလို့ရှိရင်စားသုံးစရာတွေကရတယ်ကိတ်ချောက်လိုဟာမျိုးကိတ်မုံလိုဟာမျိုးပေါင်မုံလိုဟာမျိုးဒီလိုဟာတွေကနေတရားရတယ်ဆိုတော့အဲ့ဒီတရားပမာဏကိုဘယ်လိုထိန်းချုပ်မလဲဆိုတော့ဒီလိုကိုကာကိုလာတဘူးမှာဆိုရင်35 gram ပါတယ်ဆိုတော့တစ်နေ့တာ limit ပြည့်သွားပြီဆိုတော့ဒါကိုတစ်နေ့တဘူးထက်ပိုပြီးတောက်လို့မသင့်တော့ဟုတ်ပြီနော်ဒါကဒီမှာဒီကတရားပဲရှိသေးရနော်ကိုမနက်မှာတောက်လိုက်တဲ့လက်ဖက်ရည်ရှိအောင်မယ်ကိတ်ချောက်ရှိအောင်မယ်မုံနေရှိအောင်မယ်ဆိုတော့တရားကလိုတာထက်ပိုနေပြီအဲ့လိုတရားကိုလိုတာထက်ပိုပြီးစားရင်ဘာဖြစ်လာနိုင်လဲအုံနောက်ထီမယ်ညံထိုင်းတာလိုမျိုးမှတ်ညံမကောင်းတော့တာလိုမျိုးဒါတစ်ခုထီမယ်ပြီးလို့ရှိရင်အောက်ကိုဆင်းလာလိုက်နှလုံးနဲ့သွေးကြောတွေမှာပတ်သက်တဲ့ပြဿနာတွေဖြစ်တတ်တယ်နှလုံးသွေးကြောကျဉ်တာမျိုးနှလုံးယောဂရတာမျိုးဒါမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုက metabolic syndrome ပေါ့ metabolic syndrome ဆိုဘာလဲဆရာဝါတာဘိုက်ပဲပူတာတကူလုံးဝတာမဟုတ်ဘိုက်ပဲပူတယ် central obesity လို့ခေါ်တယ်အဲ့လိုဖြစ်တာက insulin resistant ဖြစ်စေတယ် insulin resistant ကဘာတော့ဆရာမရတော့မရှင်းပြတော့ယောဂပဲပြောလိုက်မယ်နော်အဲ့လိုမျိုးဘိုက်ပူလိုက်ရင်သွေးကြောတွေကျဉ်တတ်တယ်နော်သွေးကြောတွေအစီပိတ်တတ်တယ်နောက်တစ်ခုကဒီအသေးမှာအစီဖုံးတတ်တယ်အသေးအစီဖုံးတာနှစ်မျိုးရှိတယ်အရက်ကြောင့်ဖုံးတာနဲ့ဒီလိုမျိုးအစားအသောက်တွေ metabolic ကြောင့်ဖုံးတာရှိတယ်အဲ့လိုမျိုးဒီလိုအစားအသောက်တွေကြောင့်သူ့ဘာသူအသေးအစီဖုံးတာကပိုဆိုးတယ်ဒါကြောင့်တတိထားအသေးအစီဖုံးတာကိုမကူရင်အသေး6အသေးကင်ဆာဖြစ်တတ်တယ်ဟုတ်ပြီနော်ဆိုတနေ့တာတရားဘယ်လောက်စားလို့ရလဲအမျိုးသား35 gram အမျိုးသမီး25 gram အဲ့ဒါထက်ပိုပြီးမစားသင့်ဘူးကလေးတွေကတော့အဲ့ထက်ပိုပြီးရှော့စားပါနော်ဆိုတော့ဒါဆို35 gram ပါတယ်42 gram ပါတယ်42 gram ပါတယ်22 gram ပါတယ်ဒီမှာဘယ်လောက်ပါလဲတော့မသိဘူးဗျကဲဟုတ်ပြီနော်ဆိုတော့တရားဗျဆိုတော့တရားကိုလုံးဝဖြစ်ဖို့ကခတ်တယ်ခတ်လို့ကိုယ့်ရဲ့ဟိုနော်စားသုံးရမယ့်ပမာဏကိုသိပြီးတော့ချင်းချင်းစားသုံးတာကပိုပြီးနီးလန်းကြတယ်ဟိုမှာတချို့ဆိုရှိရတယ်မလားဝေးချမယ်ဆိုပြီးတော့မနေ့စာလုံးဝမစားဘူးကော်ဖီပဲတောက်တယ်ပါညာခင်ဗျားတို့အဲ့ဒါတစ်သက်လုံးမလုပ်နိုင်ဘူးတစ်သက်လုံးမလုပ်နိုင်တဲ့နီးတွေနဲ့ဟိုပေါ့နော်ဝေးချတာတွေဘာတွေမလုပ်အောင်ကိုအမြဲတမ်းလုပ်နိုင်တဲ့နီးလေးတွေကိုပဲပြောင်းဥမာထမင်းအများကြီးစားရင်ဝိတ်တန်ပါပဲလေအဲ့တော့ထမင်းကို short စားရေးထမင်းလုံးဝမစားဘဲနေတာမျိုးမဟုတ်ဘူးเนาะအဲ့လိုမျိုးကိုပေါ့နော်ကျမ်းမာရေးလိုက်စားတော့မယ်ဆိုလို့ရှိရင်ကိုအမြဲတမ်းလုပ်နိုင်တဲ့အပြုအမူလေးတွေအလေးကျင့်လေးတွေကိုစဉ်းစားပြီးတော့အဲ့ဒါလေးတွေကိုပြင်အဲ့ဒါမှအဆင်ပြေတာခုနပြောဆိုပေါ့ဝိတ်ချတယ်မနေ့စာကော်ဖီတောက်တယ်ခင်ဗျာတစ်သက်လုံးအဲ့လိုမစားနိုင်ဘူးလေအဲ့တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့စား short စားတာမျိုးလို့ဆိုတော့တရားကိုလည်းလုံးဝဖြတ်ပစ်ဖို့ကခက်လို့ဘေးကင်းတဲ့ပမာဏကိုသိပြီးတော့ short စားတာပို့ပြီးဆင်ပြေပါတယ်ဟုတ်ပြီနော်ဒါကတော့တရားနဲ့နှုတ်စီကြောင့်မေးထားတဲ့သူတွေအတွက်ပြောပြပေးခဲ့တာပါအချိုရီစားသုံးတာကသွေးတိုးစီးချိုကင်ဆာဝါလုံးအသေးလို့ပတ်သက်တဲ့ပြဿနာတွေရှိတတ်လို့တတိထားပါနောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်မယ်ဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ရှုပေးလို့လည်းကျေးဇူးတင်ပါတယ်တိတူရတယ်ကိုမမဝင်ရောက်ရွှေ့သက်ပေးပါကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ပြန်ပြောပြပေးတော့ပါမယ်ဘိုင်ဘိုင်